ကောင်လေးကမထင်မှတ်ပဲရွှေချောင်းတွေကိုတူးလိုက်တဲ့အခါမြေပြင်ကိုရှော့ချနေခဲ့တယ်ဒီတွေးရှိမှုသူ့ဖေကိုလုံးဝအားတင်သွားစေခဲ့တယ်ကောင်လေးကခေါင်းကင်ကပေးပို့တဲ့ကန်ကောင်းတဲ့ကျေဟုတ်မဟုတ်စစ်ဆေးဖို့မိသားစုကသူ့ကိုထင်းခုတ်ခိုင်းတယ်မျောလင်းထားလို့ပဲကောင်လေးကတစ်သားပိုင်းဆက်ကိုခွဲလိုက်တိုင်းငွေစက်ကူတွေကခေါင်းကင်ကနေပြုတ်ကျလာလိမ့်မယ်ယောက်ျားလေးရဲ့လက်လုံးလက်စားလို့အားတိုင်းကမိသားစုအတွက်ကြီးကျယ်သောစီးစိမ်ဝိစာကိုယူဆောင်လာနိုင်ကြောင်းထင်ရှားခဲ့တဲ့ကောင်လေးကိုအလုပ်ပို့ကြည့်ဦးစားပြီးချမ်းသာလာစေဖို့ဒီရှိုးဝက်ချက်ကိုအနစ်နှစ်ဆယ်ကြီးအောင်ဝတ်ထားကြတယ်ဆယ်စုနှစ်နှစ်ခုကြာပြီးနောက်သူတို့မိသားစုကကဘာပေါ်မှာအချမ်းသာဆုံးဖြစ်လာခဲ့တယ်ဒါပေမဲ့အခုချိန်မှာတော့သူ့အတွက်အိမ်မှာပင်ပန်းကြီးစွာလှုပ်ရှားမရှိတော့ဘူးသူညီမကယောက်ျားလေးအားကျန်းတဲ့သောလှုပ်တစ်ခုလုပ်ရန်မျိုးတို့ပိုရန်အဆိုပြုခဲ့သည့်ဖခင်ကအကြံကောင်းတစ်ခုလို့ထင်ပြီးသူ့သားကိုမျိုးရဲသွားခိုင်းဖို့ချက်ချင်းစီစဉ်လိုက်တယ်သူတို့မိသားစုဆင်းရဲတယ်လို့ဟန်ဆောင်ပြီးကောင်းလေးကိုသူတို့ရဲ့နောက်ဆုံးစုမွေအချစ်အိတ်ပေးခဲ့တဲ့လူငယ်လေးထွက်သွားတာနဲ့မိသားစုကသူတို့ရဲ့လောက်ရက်ကိုစွန့်လွတ်လိုက်ပြီးစင်းရဲဟန်ဆောင်တာကိုရက်လိုက်ပါတယ်ဆော်ရီနူတင်မောတစင်ရောက်လာပြီးသူတို့ကိုလိုက်ပို့ပေးခဲ့တဲ့လူငယ်ကားစားနေသောဟိုရဲတစ်ခုတွင်အလုပ်တစ်ခုရှာခဲ့တဲ့ပထမနေ့တွင်ဟိုရဲပိုင်ရှင်ရဲ့သမီးကိုဖမ်းမိခဲ့တဲ့သူရဲ့မိဘတွေကသူမကိုသူတေးမစ္စတာ KA ဝင်နဲ့လက်ထပ်ခိုင်းခဲ့ပါတယ်စီစဉ်ပေးထားတဲ့အိမ်ထောင်ရေးမှလူမျိုးရန်ကောင်လေးကလူငယ်ကိုဖမ်းပိုင်တာလက်ထပ်ပွဲကိုမှတ်ပုံတင်ခဲ့တဲ့ချမ်းသာရမွေစက္ကန့်မီအစားစင်းရတဲ့အလုတ်သမားနဲ့လက်ထက်လိုက်ရခြင်းပေါ်သူမရဲ့မိဘများကဒေါ်တရကြီးဖြစ်နေတယ်သူတို့သမီးရဲ့ဆုံးဖြတ်ချက်နဲ့ရင်ဆိုင်ပြီးလူငယ်ကိုအစမ်းခန့်အချိန်ပေးတယ်သူ့ကိုဂျိမ်းမိတ်တီးခံပြီးပင်မမြကိုခံနိုင်ရရှိရမယ်လူငယ်လေးကအလုတ်ကိုကြိုးစားလုပ်ခဲ့ပြီးအလုတ်တိုင်းကိုပြီးပြည်စုံအောင်ပြီးမြောက်ခဲ့ပါတယ်သူရင်ဆိုင်ရတဲ့စင်ခေါ်မှုတိုင်းနဲ့သူ့မိသားစုရဲ့ကုမ္ပဏီကမျက်အစွန်းတွေအစရာနဲ့ချီတိုးလာတယ်သူ့မိဘတွေသူရန်ဒုက္ခရောက်နေမှန်းတည်ပြီးသူ့ကိုရှာဖို့ချက်ချင်းထွက်လာခဲ့တဲ့သူရောက်ခမတွေကသူ့ကိုလက်ခံတော်မှာမို့မစ္စတာကေဟီဟာစက်တေနူကားကိုရောက်လာတဲ့ရေးစားဖြစ်သူကိုခိုးယူသွားတော့လူငယ်လေးကိုမုံဒီကမိုးရွာနေတဲ့ဖြင့်ကားကိုရေဆေးခိုင်းတဲ့လူငယ်ကစကားတခုမှမပြောဘဲလိုက်ခဲ့ပေမဲ့မင်းကလေးကမခံမရနိုင်ချစ်ပြီးသူ့ကိုကူညီဖို့ပြေးထွက်သွားပါတယ်အဲ့ဒီအချိန်မှာပဲလူငယ်လေးရဲ့တကယ်မိသားစုကသူတို့ရဲ့ဇင်ခံကားတန်းကြီးစီရောက်လာတဲ့မိုးရေထဲမှာဓာတ်ဖြစ်သူအရှက်ရသွားတာကိုတွေးလိုက်ကြပြီးသူတို့ရဲ့အမူအရာတွေကထိတ်လန့်ပြီး